အားလုံးပဲမင်္ဂလာပါတန်တော့မိုင်းနေဆိုတော့တန်တော့ကြားမယ်လို့ထင်ပါတယ်နောက်က view ကအရင်လှလုံးလို့အားနဲ့ကျွန်တော်လဲဗီဒီယိုလေးနည်းနည်းပြောမယ်ပေါ့နော်ကျွန်တော် knowledge sharing အနေနဲ့ဒီ cargo van business နဲ့ပတ်သက်တဲ့အကြောင်းလေးsharing လုပ်မယ်ဆိုပြီးတော့အဲ့ဒါကားရက်ပြီးတော့ view လှလှလေးရှိမှာအားလုံးပြောမယ်ပေါ့နော်ဘာပြောချင်တာလဲဆိုတော့ကျွန်တော်တို့ဒီကားမောင်းတဲ့ဟာမှာအားလုံးလဲစိတ်ဝင်စားမယ်လို့ထင်ပါတယ်ဝင်ငွေနဲ့ထွက်ငွေပေါ့နော်ဝင်ငွေနဲ့ထွက်ငွေအကြောင်းကိုကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာနည်းနည်းလေးပြောပြမယ်ပေါ့နော်ဒါအတိအကျတော့မဟုတ်ဘူးခံမှန်းခြေပေါ့နော်ခံမှန်းခြေအနေနဲ့ကျွန်တော်တို့တစ်လောက်ဒီကားမောင်းတဲ့လူဟာဒေါ်လာ1000ရတယ်ထားပါတော့ဒေါ်လာ1000ဆိုလို့ရှိရင်ကျွန်တော်တို့တစ်ပတ်မှာဒေါ်လာ2500ရအောင်တော့မောင်းရတယ်ပေါ့နော်အဲ့ထက်နည်းခြင်းလည်းနည်းမယ်များခြင်းလည်းများမယ်ဒါကျွန်တော်ကအချမ်းမြင့်အနေနဲ့ဒေါ်လာ1000ဆိုပြီးတော့သတ်မှတ်လိုက်တာပေါ့နော်โอเคကျွန်တော်တို့ဒီဒေါ်လာ1000ဆိုတာကျွန်တော်တို့ရဲ့ဘယ်လိုပြောမလဲအကုန်လုံးပေါ့နော်ဘာမှစီဘိုးတွေလည်းမနှုတ်ရသေးဘူးကားဘိုးတွေလည်းမနှုတ်ရသေးဘူး insurance ဘိုးတွေလည်းမနှုတ်ရသေးဘူး engine wine ဘိုးတွေလည်းမနှုတ်ရသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒေါ်လာ1000မောင်းနေတယ်ထားပါတော့ဒီတစ်လလုံးဇက်တိုက်မောင်းနေဒေါ်လာ1000ရတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကားဘိုးတွေ insurance ဘိုးတွေနှုတ်ရမယ်ပေါ့နော်အဲ့ဒါကားဘိုးနဲ့ insurance ဘိုးအချမ်းမြင့်အနေနဲ့ကကြတော့ဒေါ်လာ2000လို့သတ်မှတ်လိုက်အဲ့တော့ကျွန်တော်တို့ဒေါ်လာ8000ကျန်မယ်ဒေါ်လာ8000ထဲမှာengine wine လဲတာကြတော့ထားပါတော့10ရက်ကိုတစ်ခါလဲရတယ်အဲ့တော့ကျွန်တော်တစ်ခါလဲလို့ရှိလို့ရှိရင်130ဆိုလို့ရှိလို့ရှိရင်130တိုင်ထုံးဆိုလို့ရှိရင်ကျွန်တော်တို့390 400ပဲထားပါတော့ကျွန်တော်ခုန8000မှာ400နှုတ်လိုက်တယ်ရှင်9600ကျန်တယ်9600မှာကျွန်တော်ဘာနှုတ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့စီဘိုးနှုတ်ရမှာပေါ့နော်စီဘိုးကကြတော့ကျွန်တော်စီရီက state တစ်ခုနဲ့တစ်ခုနဲ့မတူဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ 30% နှုတ်လိုက်မယ်ဒီဒေါ်လာ1000မှာစီဘိုး3000လို့သတ်မှတ်လိုက်ပေါ့နော်ဒါအကျမ်းမြင့်တော့လုံးဝအတိအကျမဟုတ်သေးဘူး3000လို့သတ်မှတ်လိုက်မယ်အဲ့တော့9600မှာ3000တက်နှုတ်လိုက်4600ကျန်တယ်ဒီ4600မှာကျွန်တော်တို့ဘာရှိသေးလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီကားပြင်ရမယ်ပေါ့နော်တခုဖြစ်တယ်ဆိုလို့ရှိရင်ကားပြင်ရမယ်ဥမာကားပိန်လဲတာတို့ရှေ့ကနေပြီးတော့ဂဲမှန်သွားလို့မှန်အပ်သွားလို့ကားမှန်လဲလာတို့ဒီခုနကဘယ်လောက်လဲ4600เนาะအဲ4600နေမှာဒီကားပြင်စရိတ်တွေပါအကုန်လုံးကိုထပ်ပြီးတော့နှုတ်အောင်ပဲပေါ့နော်အဲ့တော့မိတ်ဆွေဟာဒီဗန်ကားမောင်းတဲ့အချိန်မှာတစ်လောက်ဒေါ်လာ1000ရတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အမီးနှုတ်ခေါင်းနှုတ်ဟိုကနှုတ်ဒီဟာနှုတ်နဲ့ဘယ်လောက်ကျန်တယ်လဲဆိုတဲ့ဟာကိုဒီဗီဒီယိုကလစ်ကနေပြီးတော့နည်းနည်းလေးတော့သိသွားလောက်မယ်ထင်ပါတယ်အကြမ်းမြင့်4600မှာတက်နှုတ်မယ်ဆိုလို့ရှိရင်အဲ့တော့ကျွန်တော်တို့ကဒီကားမောင်းတဲ့အချိန်မှာဟိုလေးရရန်တိုက်ကားမောင်းတဲ့အချိန်မှာဒေါ်လာတစ်လောက်ဒေါ်လာ1000ကျော်အောင်ရှာနိုင်မှသာအဆင်ပြေပါအကဲဒေါ်လာ1000အောက်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပြန်ကျန်မဲ့အမောင်းကဘယ်လောက်မှမကျန်တော့ဘူးပေါ့နော်ဒါတောင်တစ်လောက်ဒေါ်လာ1000ရအောင်မောင်းတာနော်အဲ့လိုမျိုးရရင်ရှင်းတော့ဟိုနှုတ်ဒီနှုတ်နဲ့ဒါအကျမ်းမြင့်မရှိသေးနော်တခြားဘာမှဟိုကမဖြစ်သေးဘူးနော်ကုန်ကြစည်တွေမနှုတ်သေးဘူးစားတာတွေဘာတွေအဲ့ဒါတွေမနှုတ်သေးဘူးဒါအကျမ်းမြင့်နှုတ်လို့ရှင်းတော့ဒေါ်လာ4000ကျော်ပဲကျန်မယ်ပေါ့နော်ဒါဒေါ်လာ1000ရလို့ရှင်းတော့ပြင်းတဲ့စီရင်တွေပါဇီးတွေပါနှုတ်လိုက်လို့ရှင်းတော့တခါလေကြားလို့ရှင်း2000 3000အဲ့လောက်ပဲကျန်တယ်ပေါ့နော်အဲ့ကဲကိုကဒေါ်လာ1000ကျော်မောင်းနိုင်တယ်ပေါ့နော်โอเคတပတ်ကို target အနေနဲ့ထားပါတော့ Monday to Friday ပေါ့နော် Friday မနေ့အထိတရက်ကိုငါဘယ်လိုပြောမလဲမိုင်900ပေါ့နော်မိုင်900ကိုတမိုင်ကို$1နဲ့တွက်လိုက်မိုင်900မောင်းတယ်ဆိုလို့ရှိရင်2500ပေါ့နော်sorry Monday Tuesday Wednesday Thursday ဆို4ရက်မောင်းတယ်ပေါ့နော်2000အဲ့တော့တောက်ကြနေအတွက်ကကြတော့တောက်ကြစနေတင်ဦးနေ3ရက်မောင်းရမယ်ဟာကို$2000လောက်ဟာထပ်ရှာလိုက်အဲ့တော့ကျွန်တော်တို့တနင်္လာနေ့ကြာသပတေးမောင်းတဲ့ဟာကြတော့$2000ရမယ်တောက်ကြစနေတင်ဦးနေမောင်းတဲ့ဟာကြတော့$2000ရမယ်အဲ့တော့အချမ်းမြင့်နေနဲ့ကျွန်တော်တို့$4000ရမယ်အဲ့တော့ကျွန်တော်တို့တစ်ပတ်မှာအဲ့လိုမျိုး target 4000ထားလိုက်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့4 ဘတ်မောင်းမယ်ဆိုလို့ရှိရင်တော့$16000ရမှာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကြိုတွက်ထားမှာကြတော့ကျွန်တော်တို့ရမယ် income တွေပဲကြိုတွက်လို့မရဘူးကျွန်တော်တို့လမ်းပေါ်မှာကုန်မရနိုင်တဲ့အခြေအနေတွေရှိတယ်ချိုး state တွေကဆိုလို့ရှိရင်မိုင်900ပေါ့နော်မိုင်900ကို
650ပေးတဲ့ဟာလည်းရှိတယ်600ပေးတဲ့ဟာလည်းရှိတယ်900ပေးတဲ့ဟာလည်းရှိတယ်950ပေးတဲ့ဟာလည်းရှိတယ်400ပေးတဲ့ဟာလည်းရှိတယ်တချို့ရဆိုလို့ရှိရင်380 350အဲ့လောက်ပဲပေးတဲ့ state တွေတောင်ရှိတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့ကျွန်တော်တို့သွားမဲ့ state ပေါ်မူတည်ပြီးတော့လဲဈေးရကွာပါတယ် income ကကျွန်တော်တို့လာမေးများတဲ့အထဲမှာအများဆုံးမေးတာဘယ်လောက်ကျန်နိုင်လဲပေါ့နော်အဲ့တော့ကျွန်တော်ဒီဗီဒီယိုကနေပြီးတော့တွက်ပြချင်တာကိုတကယ်ဒီလောက်မောင်းမယ်ဆိုလို့ရှိရင်ကိုလက်ထဲမှာဒီလောက်ကျန်နိုင်တယ်ဒါကတော့ business တစ်ခုလုပ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ income ကကြတော့လုံးဝလိုမျိုးကြီးတစ်ဖြောင်နေကြီးသွားမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့အတက်ရှိတယ်အကျရှိတယ်ကျွန်တော်အဆင်ပြေတဲ့ခါရှိတယ်အဆင်မပြေတဲ့ခါရှိတယ်ပေါ့နော်ကိုတကယ်မောင်းတဲ့ခါရှိတယ်ကိုနားတဲ့ခါရှိတယ်ဒါကျွန်တော်တွက်ပြတာ9ရက်လုံးမောင်းမယ်ဆိုလို့ရှိရင်တော့အဲ့လောက်ပဲကြံမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကြားထဲမှာနားမယ်ပေါ့နော်စနေတုံးတွေပြန်နားမယ်ဆိုလို့ရှိရင်အဲ့2ရက်အတွက်ကကျွန်တော်တို့ဒီတနင်္လာနေပြီးတော့တောက်ကြနေပဲ9ရက်ပဲမောင်းမယ်ဆိုလို့ရှိရင်တော့ဖြစ်နိုင်မယ်ဆိုလို့ရှိရင်မိုင်900 800တနေ့ကိုအဲ့လောက်ထိမောင်းနိုင်အောင်လုပ်ပေါ့နော်အဲ့လောက်ထိမောင်းနိုင်ဆိုလို့ရှိရင်လည်းကောင်းတယ်ချို့ရကြတနေ့တည်းကိုမိုင်1000လောက်မောင်းတယ်ပေါ့1000ဟိုသွားလိုက်ဒီသွားလိုက်ဟိုသွားလိုက်ဒီသွားလိုက်အဲ့လိုမျိုးမောင်းကြရပါတော့ဒါကတော့ကိုမောင်းတဲ့ပုံပဲမူတည်ပြီးတော့ income ကြတော့ကွာသွားမှာဖြစ်ပါတယ်ဒီဗီဒီယို clip လေးကိုကျွန်တော်ခဏရက်မယ်နောက်ထပ်ဗီဒီယို clip မှာနောက်ထပ် topic တစ်ခုကိုပြောမယ်ပေါ့နော်